အဲ့ဒါတကယ်ကြီးသွားလို့ရလားဒီတော့ကြီးသိပါကြီးမမကြီးထားပြီးသွားပြီနေလို့အတွက်ဘာရုပ်လို့မသိဘူးမမအကလေးဖြစ်သွားပြီခိုင်ထဲမှာထောင်းထောင်းရှိတယ်ပေါ့နဲ့တက်ရှိတယ်လမ်းမဟုတ်ဘူးရတယ်အဲ့ဒါပဲပေါ့ဟုတ်ကဲ့လမ်းမနေဒီမှာတော့တာနေစရာတင်းရတယ်ဒီအကောင်လိုက်ရှာအကောင်ကောင်းနေကြလားမေးလိုက်ပါအဲ့ဒါပြောတော့လေးခဲ့သေးပါ යි ဟောအဲ့ဒါတကယ်ကြီးသွားလို့ရလားတော့မတ်လို့လေဟိုးတော့ဝူးရဲ့အဲ့ဒီဖြစ်နေကြနော်ဆောင်းမိုက်တယ်မကြည့်ကြည့်အဲ့ဒါအေးလို့ဟုတ်တယ်ငါတေချာကညီလုံးညီမတေချာအရင်မိုက်တယ်ဒီနေရာကိုကြာရင်တေချာဒီနေရာမှာဟိုရှိရ finally တူနေအောင်ဖြစ်နေကေပါကေဆိုတာဒီကတော့ဒီပါ යි sorry လမ်းရှိရမင်းတို့လည်းရှိတယ်ဆွေအဲ့ဒီထားလည်းလေဟိုမှာစာရွက်ရှိရဲဆိုတော့သွားလို့ရမယ်လေတွေ့သိလားစာရွက်ရှိရနင်စင်းခဲ့ပါစင်းပါကြောက် energy saving ကနေရှိပါမှာကျွန်တော်စက်သွားကြည့်နော်ဟုတ်သူစားဟုတ်တယ်ကန်ပြီးစင်းရမှာမရှောင်းကန်ပြီးနင်းလက်ကိုဒီလိုကန်နင်းလက်ကိုတစ်စက်ကိုဒီလိုကန်လက်ကိုဒီလိုတစ်စက်ကန်ခြေထောက်ကဒီလိုကန်ဒီလိုကန်ဒီလိုကန်ဒီလိုတရားနဲ့ကန်ဘေးနဲ့မကန်နဲ့ရှောင်းပြီးကန်ဘယ်လာဒီလိုကန်ဒီလိုစင်းချက်ထား finally လေးခုကြံတယ်
mountain အိတ်စစ်တယ်မိုက်တယ် အော်ဆိုမဒီညာ ဒီကားအရှင်းတော့ပြေဖို့တော့အဲ့ဒါကြောင့်ဒီဘက်ကမြေတော့လည်းတော့ ဘယ်မှမသွားရသေးဘူး ဖိုက်တာတော့ပူအောင်လို့ ဘယ်မှမသွားရသေးဘူး ဖိုက်တယ်တော့1 k ပဲ အဲ့လေဒါရှောက် ဟုတ်လားအာဒီရောဆွဲလို့တော့မရောက်သေးဘူးနော်ဒီအပြင်ဘက်မှာလေ ညာဘူးဒီမှာလေးကောက်တာဆင်း အော်ဟုတ်တယ်လက်လေး He was a child ဒီကောင်းမှာတော့အဲ့ဒီเบื่อแล้วมาหลายรอบแล้วโอ้ยคนเข้าไปได้เหรอ မရသေးရလား အေးရนี่ยังต้องကြောက်ပါ ရှင်းပါတယ်မှာဒုံဖြစ် အင်းတို့စိုက်တာပြန်တော့ခင်းယူတော့လည်းအဲ့ဒါကို ဆုံးတယ် ဆုံးတယ်ဟုတ်တယ်